ခြားခြားလေအောင်မူတာကိုဆေးပညာအရ VRTIG ကို vertigo လို့ခေါ်ပါတယ်။ vertigo ကိုဖြစ်စေတဲ့အကြောင်းရင်းတွေအများကြီးရှိရတဲ့မှာအဖြစ်အများဆုံးနှစ်ခုကတော့ BPPV နဲ့ vestibular neuritis ဖြစ်ပါတယ်။ BPPV ကကြတော့ရုတ်တရက်သူကမူးတယ်၊လေနေအောင်မူးတယ်၊ခေါင်းလှုပ်လိုက်ရင်မူးတယ်။သူက benign paroxysmal possessional vertigo လို့ခေါ်တယ်။နောက်တစ်မျိုးကကြတော့နားအတွင်းပိုင်းနဲ့အောင်ကြောရောက်တာ vestibular neuritis လို့ခေါ်ပါတယ်။ဒါကတော့ကျွန်တော်တို့နားရဲ့အတွင်းပိုင်းပုံစံဖြစ်ပါတယ်ကျွန်တော်နားရဲ့ဟိုအတွင်းပိုင်းအဆုံးပတ်မှာအဲ့အယိုးခွင်းလေးတွေရှိပါတယ်ပြုံလေးတွေအဲ့ပြုံလေးတွေကခန္ဓာကိုယ်ရဲ့ balance ကိုထိန်းတာဖြစ်ပါတယ်အဲ့ပြုံလေးတွေကအရည်တွေထဲမှာကယ်လ်ဆီယမ်အမှုန်လေးတွေရှိပါတယ်အဲ့ကယ်လ်ဆီယမ်အမှုန်လေးတွေကသူတို့ပုံမှန်ရှိနေရမယ့်နေရာမှာမရှိဘဲနဲ့နေရာလွဲပြီးတော့တခြားနေရာကိုရောက်သွားတယ်ဆိုလို့ရှိရင် vertigo လို့ခေါ်တဲ့ခြားခြားလေအောင်မူတာဖြစ်တတ်ပါတယ်ထိုင်ရာကနေထားလိုက်တဲ့အခါလှဲအိပ်ရာကနေပြီးတော့ရုတ်တရက်ထားလိုက်တဲ့အခါခေါင်းလှဲကြည့်လိုက်တဲ့အခါမှာရုတ်တရက်ခြားခြားလေအောင်မူတာပြုတ်တာအန်တာတွေဖြစ်တတ်ပါတယ် BPPV ဖြစ်စေတဲ့အကြောင်းရင်းတွေမှာအသက်ကြီးလာလို့ရှိရင်ခုနကတော့နားအတွင်းပိုင်းတွေကပြုံလေးတွေကပုံမှန်လိုမျိုးပဲနေသူထိခိုက်လာတယ်ပေါ့နော်ထိခိုက်ယူရင်းလာတဲ့အခါမှာသူ့ရဲ့ function ပြတ်သွားတာကြောင့်ဖြစ်နိုင်တယ်နောက်တစ်ခုကကြောင့်ဥကောင်းထိခိုက်ဒဏ်ရာရတာကြောင့်ဖြစ်နိုင်တယ်နားအတွင်းပိုင်းကို infection ပိုးဝင်တာကြောင့်ဖြစ်နိုင်တယ်prolonged bed rest လို့ခေါ်တဲ့အဲ့အပေါ်မှာအကြာကြီးလှဲနေရတဲ့သူတွေကျမှလည်းဖြစ်နိုင်တယ်ပြီးတော့သွားဆေးကန်းလို့သပင်ညှက်ဆိုင်တို့မှာအကြာကြီးခေါင်းမော့ထားတဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင်လည်းဒီ BPPV ဖြစ်တတ်ပါတယ်တကယ်လို့အဲ့ဒီလိုရုတ်တရက်ခြားခြားလဲအောင်မူးလာလို့တောက်ဆေးပေးလို့မတက်တာဘူးဆိုလို့ရှိရင်တော့ E-play maneuver ဆိုတာကိုလုပ်လို့ရပါတယ် EPLEY MANUV က E-play maneuver ပါအဲ့ဒါကိုကျွန်တော် comment မှာချထားပေးပါတယ် YouTube မှာလည်းရှာကြည့်လို့ရပါတယ်